သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့နိုင်ငံတော်ကအကျဉ်းသားတွေလွတ်လာတဲ့အထဲမှာနိုင်ငံရေးအကျဉ်းသားတွေသတင်းသမားတချို့နဲ့တက်ကြွလှုပ်ရှားသူအနည်းငယ်ပါဝင်ပေမဲ့နိုင်ငံရေးအကျဉ်းသားတွေထောင်တွင်းမှာမလွတ်မြောက်ပဲကျန်နေသေးတယ်လို့လွတ်မြောက်လာသူတွေကပြောပါတယ်ပြစ်ဒဏ်တစ်နှစ်ကြာခံပြီးသူတွေကိုလွှတ်ပေးတာလို့ဆိုပေမဲ့မြစ်ကြီးနားထောင်မှာတစ်ခိုးမှုနဲ့ထောင်ဒဏ်ကျခံခဲ့ရတဲ့တရုတ်နိုင်ငံသား150ကျော်တို့ကတော့သတင်းတစ်ပတ်ကျော်မှာပြစ်ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အပေါ်မှာတော့ထောက်ပြဝေဖန်ကြပါတယ်ရန်ကုန်မန္တလေးအကျဉ်းထောင်တို့ကလွတ်မြောက်လာကြတဲ့ယုံကြည်ချက်ကြောင့်အကျဉ်းချခဲ့သူတွေရဲ့ဖွင့်ဟပြောဆိုချက်တွေကိုမသိင်္ဂီထိုက်ကစုစည်းတင်ပြထားပါတယ်။သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဒီကနေ့နိုင်ငံတဝန်းကအကျဉ်းထောင်တွေကနေအကျဉ်းကျနေသူ6966ဦးတို့ထဲမှာယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတဒါဇင်ကျော်ကျော်ပဲပါဝင်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးတက်ကြွလှုပ်ရှားတာကြောင့်နိုင်ငံတော်အကြီးအကျယ်ပျက်စေမှုနဲ့ထောင်ချခံခဲ့ရပြီးဒီကနေ့ပြန်လည်လွတ်မြောက်လာခဲ့သူကိုတင်မောင်ကြည်ကတော့ပြန်လွတ်လာတဲ့အပေါ်မှာအခုလိုပြောပါတယ်။တကယ်စေတနာသူတို့ပါတယ်ဆိုရင်အခုကျွန်တော်တို့ဒီအင်းစိန်ထောင်ထဲမှာလက်ရှိကြံခဲ့တာကျွန်တော်တို့ရဲဘော်ရဲဘက်တွေအများကြီးရှိတယ်။ဟောကျောင်းသားတွေတရားဆိုဒေယာနေလို့ရှိတယ်။နောက်စီဝင်ပိုင်ကျိုးသူတို့ရှိတယ်။နောက်အလုပ်သမားတွေအများကြီးရှိတယ်။နောက်ကိုတင်ကျော်တို့ကြံခဲ့တယ်အများကြီးပဲ။တကယ်သူတို့စေတနာရှိတယ်ဆိုရင်အစိုးရကလူငင်းပေးတယ်ဆိုရင်လွတ်လွတ်ကင်းကင်းသူတို့ပေးရမှာ။အခုကျွန်တော်တို့ပေးတော့မှ401တယ်။401ကျွန်တော်လက်မှတ်ထိုးခိုင်းတယ်ကျွန်တော်မထိုးဘူး။လက်မှတ်မထိုးရင်ကျွန်တော်ပြန်ထည့်မှာထည့်လိုက်ကျွန်တော်ပြောလိုက်တယ်။ပြောမှဆိုရင်ဒါဆိုရကစေတနာပါတာမပါဘူးဆိုတာပေါ်လွင်နေတာပဲလေကျွန်တော်အနေနဲ့ကတော့လက်ရှိဒီဆိုရကလွတ်ပေးလိုက်တဲ့ဥစ္စာကတော့ကျွန်တော်ကတော့ကျေးဇူးတော့မတင်ဘူး။ဘာလို့ကျွန်တော်လွတ်ရကနီးနေတာဟုတ်ပြည်သူရဲ့အကျိုးကြည့်ပြီးလုပ်တာတခုမှမရှိဘူး။လက်ရှိဒီကနေ့လွတ်လာတဲ့အချိန်မှာလည်းကျွန်တော်ကြည့်တာပေါ့။ဒီနေ့အကျဉ်းသားတွေလည်းပါတယ်။ပြည်မှုပြည်တန်နဲ့ကြားနေတဲ့ပြည်သမားတွေလည်းပါတယ်။နောက်လက်နက်မှုနဲ့ဖမ်းခံထားရတဲ့လူတွေပါတယ်။ဗိမ်းမှုသမားတွေပါတယ်။ကျွန်တော်တို့တကယ်နိုင်ငံရေးပြည်သမားတွေတယောက်မှမပါဘူးကျွန်တော်တယောက်ပဲပါတာအကျဉ်းထောင်ထဲမှာတစ်နှစ်ကြာခံပြီးနောက်ကြန့်ရှိနေသေးတဲ့ပြစ်ဒဏ်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုတာဖြစ်တယ်လို့ဆိုပြီးအခုအကျဉ်းသားတွေကိုလွှတ်လိုက်တာဖြစ်ပေမဲ့လို့တစ်ခိုးမှုနဲ့နှစ်ရှည်ထောင်ဒဏ်ကြာခံနေရသူတရုတ်နိုင်ငံသား150ကျော်တို့ဟာလည်းပြစ်ဒဏ်ကြပြီးတော့မကြခင်မှာပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်အခြေခံဥပဒေပြင်ဆင်ရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လှုပ်ရှားမှုမှာပါဝင်လက်မှတ်ထိုးမှုနဲ့တရားစွဲဆိုပြီးထောင်ဒဏ်2နှစ်ချမှတ်ခံခဲ့ရသူဗိုလ်မှူးကျော်စွာဝင်းကတော့မန္တလေးအိုးဘိုထောင်ထဲမှာမလွတ်မြောက်ပဲကျန်ရှိနေသေးတဲ့တက်ကြွလှုပ်ရှားသူတွေရှိနေသေးတဲ့အကြောင်းပြောပါတယ်။နိုင်ငံရေးနဲ့ပတ်သက်လို့တော့ကျွန်တော်နဲ့အတူတယောက်မှမပါခဲ့ဘူးဗျ။ဟိုမှာနိုင်ငံရေးအကျဉ်းသားတွေလို့ကိုအောင်ဆိုးရှိတယ်။ကိုအောင်ဆိုးရတယ်သူက6နှစ်ကြာတာဆိုတော့မပါဘူး။ကိုတဲ့အောင်မရှိတယ်။သူကလည်းတစ်နှစ်ကြာတာဆိုတော့မပါဘူးပေါ့နော်။ဟိုကျောင်းသားလေးတွေရှိတယ်။နောက်ဥတော်ဝင်စစ်နေဥတော်ဝင်ရှိတယ်။စစ်နေဥတော်မှလည်းအမှုမနေရပြီမပါဘူးနော်။အဲ့တော့ဒီနိုင်ငံရေးနဲ့ပတ်သက်လို့ကျန်တဲ့သူတွေအားလုံးကျန်နေတယ်။အမှုပြီးရတာလည်းကိုတဲ့အောင်နေနဲ့ကိုပေါ်တော့အမှုပြီးတယ်။ဒါပေမဲ့သူကတတ်မှတ်ချက်နဲ့အကျုံးဝင်တဲ့ခါကျတော့ပါမလာခဲ့ဘူး။ကျွန်တော်ကတော့တတ်မှတ်ချက်နဲ့အကျုံးဝင်တဲ့အတွက်ပြစ်ပေးလိုက်တယ်လို့။တတ်မှတ်ချက်ကတော့ဟိုတစ်နှစ်နေတာတစ်နှစ်လက်ကျန်သဘောမျိုးနဲ့တတ်မှတ်လိုက်တာပါ။ကျွန်တော်ခုနကပြောတဲ့ပြည်နိုင်ငံသားတစ်ခုထုတ်တဲ့သူတွေကိုလည်းငိုင်းဆန်းလာကိုပြလိုက်တာတော့ကျွန်တော်မသိပါဘူးကြာ။ဒီလိုမျိုးပြလိုက်တဲ့ဆိုရင်လည်းဒါကကျွန်တော်သိချပါတယ်။ကျွန်တော်အနေနဲ့မထောက်ခံပါဘူး။အခုလိုမျိုးပြလာခွင့်ကလည်းဒါကလုံလောက်တဲ့အနေအထားရှိတယ်လို့ကျွန်တော်မခံယူပါဘူးခင်ဗျ။ဒီကနေ့လွတ်လာတဲ့အထဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကိုကြားပြအစိုးရအဖြစ်ပြည်သူတွေတင်မြှောက်တဲ့အကြောင်းရေးသားခဲ့ကြတဲ့ဘိုင်မွန်းတန်နီဂျာနယ်ရဲ့ထုတ်ဝေသူနဲ့သတင်းထောက်5ဦးတို့ဟာလည်းထောင်ဒဏ်1နှစ်ကျော်ကြာခံအပြီးမှာပြန်ပြီးတော့လွတ်လာကြပါတယ်။ဘိုင်မွန်းတန်နီဂျာနယ်ရဲ့တာဝန်ခံအယ်ဒီတာကိုအောင်တန့်ကတော့ပြန်လွတ်လာပြီမဲ့အသက်မွေးဝမ်းကြောင်းအတွက်စိတ်ပူနေရတယ်လို့ပြောပါတယ်။ပြန်လွတ်လာတဲ့အတွက်တော့ကျွန်တော်ဒီသတင်းသမားတယောက်အနေနဲ့စာနယ်ဇင်းလုပ်ငန်းတွေကျွန်တော်ပြန်လည်လုပ်ကိုင်ဖို့ခွင့်လန်းရရှိလာတယ်ပေါ့ဗျာကျွန်တော်တို့ဒီဘက်ကသတင်းသမားတွေကိုဒီတရားစွဲနေရတွေလည်းရှိတယ်နောက်ဖန်ဆီးထောင်ချခဲ့တာတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့ဒီအမျိုးတွေကတော့ကျွန်တော်တို့ဒီမိုကရေစီနိုင်ငံမှာကတော့မဖြစ်ရင်အကောင်းဆုံးပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်လေကျွန်တော်အမှန်တိုင်းဝန်ခံရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂျာနယ်တိုက်ကမရှိတော့ဘူးဗျာဆောင်းကြတဲ့မရှိတော့ဘူးဆိုတဲ့အခါကျတော့လောလောဆယ်တော့မှကျွန်တော်ဘယ်ဂျာနယ်တိုက်မှာလုပ်ရမလဲဘာလုပ်ရမလဲဆိုတာကျွန်တော်လုပ်ချင်တဲ့ဆက်ဆံတာတွေအပြည့်အဝလို့ရှိတာပေါ့နော်ဘာလုပ်ရမလဲဆိုတာတော့မှကျွန်တော်လုံးမကိုဆုံးဖြတ်လို့မရဘူးဆုံးဖြတ်လို့မရသေးရတယ်ဆိုလို့ရှိရင်ဘယ်မှာသွားပြီးတော့သင်ပြောပြောဆိုရမယ်ဆိုတဲ့အနေအထားမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကြိုးစားရမှာပေါ့ကျွန်တော်ဒီလုပ်ငန်းနဲ့ပဲကျွန်တော်အသက်မွေးလာတာကျွန်တော်10နှစ်ကျော်ပြီလေ
ဒီကနေ့ အကျဉ်းသား 7,000 လောက်လွှတ်တဲ့အထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ 13 ဦးပဲ လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်သူတို့က ပြောပါတယ်။ လက်ရှိ မြန်မာ့အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း 120 ကျော်ရှိနေသေးပြီး နောက်ထပ် 400 တို့ဟာလည်း တရားရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။